ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဘာကုသိုလ်လဲလို့သူစုံတယောက်ကမေးလာလို့ရှိရင်ဖြေထုတ်ရမှာတော့ဝိပဿနာကုသိုလ်အကောင်းဆုံးပဲလုံနိုင်တာမလုံနိုင်တာအသာထားအကောင်းဆုံးဆိုတာတော့သိရမှာလူတွေဝှစင်နေကြတဲ့ယရဏပစ္စည်းတွေထဲမှာဘယ်ယရဏဟာတန်ဖိုးရှိဆုံးလဲဆိုတော့လူတွေသိကြဝှစင်နိုင်တာမဝှစင်နိုင်တာအသာထားဘယ်ယရဏဟာတန်ဖိုးကြီးမားဆုံးဆိုတာတော့သိချတာပဲမဟုတ်လားအဲ့တော့မျိုးလို့ပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာအကောင်းဆုံးကုသိုလ်အလုပ်ဟာဒါနကုသိုလ်လားသီလကုသိုလ်လားသမထကုသိုလ်လားလို့မေးလို့ရှိရင်မဟုတ်ဘူးဝိပဿနာကုသိုလ်ဟာအကောင်းဆုံးလို့အကောင်းဆုံးလို့ပြောတဲ့ဖြင့်တန်ကျန်တဲ့အလုပ်တွေမလုပ်အောင်မလုပ်ရမှာလေလောကလူတွေဟာကောင်းတဲ့ကောင်းတာရှားနေကြတဲ့အခါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတာရှားရမှာနော်စီဝါလုပ်ပြီးဆိုတဲ့အခါလေအကျိုးအမြတ်များတဲ့များတာလိုက်ပြီးရှားကြအဲ့ဒါလိုပဲဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါဒါနကုသိုလ်လေးနဲ့တင်จิตမနေနဲ့အောင်သီလကုသိုလ်လေးနဲ့လည်းจิตမနေနဲ့အောင်จิตမနေနဲ့ဆိုတာဒါနသီလပြည့်စုံပြီးတဲ့နောက်ဆက်လုပ်အောင်လို့ဆိုလိုတာနော်ဒါနကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးသီလကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးကိုယ်မှာဒါနကုသိုလ်တွေရပြီသီလကုသိုလ်တွေရပြီသမထကုသိုလ်တွေရပြီဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်မရသေးဘူးလို့ပြောမှာကုသိုလ်တော့ရပြီအကောင်းဆုံးကုသိုလ်မရသေးဘူးအကောင်းဆုံးကုသိုလ်ကဘာလဲဆိုဝိပဿနာကုသိုလ်ဝေလမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအဆင့်ဆင့်ဘယ်ကုသိုလ်တဲ့ဘယ်ကုသိုလ်ကကောင်းတယ်ဆိုတာကိုဟောသွားတယ်ထင်တယ်ဒါနကုသိုလ်ထဲမှာကြောင်းဆောက်ပြီးတော့လှူတဲ့သတ္တုဒ္ဒိတသံဃာအရက်လေးနဲ့နာကကြွလာတဲ့သံဃာတော်တွေကိုရည်စူးပြီးတော့တန်ခိကကြောင်းဆောက်လို့လှူဒန်းတဲ့ဒါနကုသိုလ်ဟာကုသိုလ်ထဲမှာဒါနကုသိုလ်ထဲမှာအကောင်းဆုံးသူဆိုတယ်အေးကြောင်းမဆောက်နိုင်တော့တို့အကောင်းဆုံးကုသိုလ်မရဘူးလို့စိတ်ပဲပူနေကျောင်းဆောင်လှူတဲ့ကုသိုလ်ကောင်းမှုတွေကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုခုနကစောင့်တည်လိုက်တဲ့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတရဏဂုံစောင့်တည်ရတဲ့ကုသိုလ်ပိုကောင်းတယ်မြတ်စွာဘုရားဟောနော်ကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တရဏဂုံကိုစောင့်တည်တဲ့အခါမှာထုံးစံအတိုင်းမို့ဆိုတာမဟုတ်ဘဲနဲ့စိတ်ထဲကနှစ်ကမျက်နိုးမိမိရဲ့ဘဝကိုဘုရားကိုအနမတယ်တရားကိုအနမတယ်တန်ခါကိုအနမတယ်ဆိုဘုရားတရဏံကိစ္ဆာမိဘဝကိုစွန့်ပြီးအသက်နဲ့ခန္ဓာကိုစွန့်ပြီးတော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့ကုသိုလ်ဟာကျောင်းဆောင်လူတဲ့ကုသိုလ်ကပြင်မဲ့ကပစ္စည်းမွေကြေးတနာကိုစွန့်တာဖြစ်တယ်တရဏဂုံစောင့်တည်လိုက်တာကျတော့ကိုယ်ဘဝခန္ဓာကိုစွန့်လို့တာပဲဖြစ်တယ်အသက်ကိုစွန့်တာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကမြတ်တယ်လို့ပြောတာနော်ဒါကအဲ့ဒီတရဏဂုံစောင့်တည်တဲ့ကုသိုလ်တဲ့တရဏဂုံစောင့်တည်ပြီးတဲ့အခါမှာငါးပါးသီလထပ်ပိုးပြီးစောင့်တည်လိုက်တဲ့ကုသိုလ်သီလကုသိုလ်ကပိုမြတ်လာတယ်အဲ့တော့ခုနကအမြတ်တယ်ဆိုတဲ့ကုသိုလ်တွေရကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့မြတ်တဲ့တရဏဂုံစောင့်တည်ခြင်းငါးပါးသီလခံယူခြင်းဆိုတဲ့ကုသိုလ်တို့ရတာမန်တရားမဟုတ်ခင်တို့စောင့်တည်နေကြတာတရဏဂုံနဲ့သီလလို့မအောင်မေ့နဲ့တန်ဖိုးကြီးမားတယ်ဆိုတာကိုသတိထားဖို့မြန်မာနိုင်ငံမှာတစ်ချိန်တုန်းကကြောက်စိမ့်ဆိုတာကိုသိပြီးခင်မစားခဲ့တဲ့အချိန်တကြီးဝါကြီးတွေတော့သိကြတာနော်ကြောက်စိမ့်ဆိုတာတန်ဖိုးရဲ့လို့သိမရှိအဲကြောက်စိမ့်တို့တွေကရေတွင်နာတို့လေကခုံနာတို့မှာဒီတိုင်းပဲကြောက်တုံးတစ်ခုအနေနဲ့ရှိနေအဝတ်ဖွကြတယ်အဲကြောက်စိမ့်တို့မို့လေကခုံမတက်ဖို့ကြောက်ပြားဖြစ်ချထားကြတယ်တစ်ချိန်လုံးကတကယ်
နောက်မှကြောက်စိမ့်နေဈေးတက်လာတယ်ဆိုသိမှကြာသေးတာကြောက်စိမ့်ခစ်စားလာတာသိမကြာဘူးနည်းနည်းသတိထားမိတဲ့လူတွေသိပါလိမ့်မယ်အခုဆိုတာတော့ကြောက်စိမ့်ဆိုတာတော့အခုကလူတိုင်းသိတဲ့အနေထားမျိုးရှုပ်ဝက်စကားနဲ့ပြောတဲ့အခါမှာခဲနဲ့ဒုံလို့ပြောတယ်နော်ဒုံနဲ့ခဲလိုက်ရှာနေကြတယ်လူတွေဒုံဆိုတာတစ်မွေးခဲဆိုတာကြောက်စိမ့်တမိုးကြီးမှန်သိလာတဲ့အခါကျတော့ဒုံနဲ့ခဲလိုက်ရှာတယ်ဒီချိန်တုန်းကဘုန်းကြီးတို့သတိထားမိတယ်ဒုံနဲ့ခဲလိုက်ရှာကြတယ်ဆိုရှုပ်ဝက်စကားတစ်ခုဖြစ်လာခဲ့နော်လောကနဲ့နှစ်40လောက်ကဖြစ်လိမ့်မယ်ခဏခေတ်ကြတော့ကြောက်စိမ့်ဟာရှေ့တန်းရောက်လာလိုက်တယ်ဘုန်းကြီးတို့တီကိုနေတော့ကကြောက်စိမ့်ဆိုတာဘာတမိုးမှမရှိဘူးတီကိုမှကြောက်စိမ့်တမိုးမရှိဘူးမေးကြည့်တယ်သူတို့စီမှာကြောက်စိမ့်ကိုဈေးမေးကြည့်လို့နော်ကြောက်စိမ့်ကစင်းနဲ့တော့မပါဘူးသူတို့စီမှာတစ်ချိန်တုန်းကလည်းမြန်မာနိုင်ငံမှာစင်းနဲ့ပါလာဟုတ်နောက်ပိုင်းကျမှကြောက်စိမ့်တွေတမိုးတက်လာလိုက်တာအဲ့တော့လောကီပစ္စည်းဆိုတာတမိုးရှိတာမရှိတာအချိန်ခါလိုက်ပြီးတော့ဖြစ်လာတာလည်းဖြစ်တယ်ပေါ့အဲ့ဒီလိုတမိုးတွေတက်လာတယ်လို့ပဲကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲကုသိုလ်ကောင်းမှုကတော့ဘယ်ကုသိုလ်နဲ့ပဲဟာထာဝရကုသိုလ်တွေဟာတမိုးကတက်နေတာဒါနကုသိုလ်တဲ့ကျောင်းဆောင်တူတဲ့ဒါနကုသိုလ်တဲ့သရဏဂုံကုသိုလ်ကမြတ်တယ်သရဏဂုံနဲ့၅ပါးသီလထပ်ပိုးလိုက်ရင်ပိုမြတ်တယ်ဒါဖြင့်အဲ့ဒီကုသိုလ်တွေမြတ်သေးလားလို့မြတ်တဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်ဘာလို့ထားတော့မေတ္တာပွားတာကိုယ့်ရင်ထဲမှာမုန်းတရားကင်းစင်သွားအောင်တပည့်သားအဆင်ပြေပါစေတော်ဝါရီချမ်းသာကြပါစေဆိုတဲ့မေတ္တာပွားတဲ့မေတ္တာဘာဝနာကုသိုလ်ကတရဏဂုံသီလတဲ့ပုံမြတ်တယ်တမိုးပူကြီးလာတယ်လို့ဆိုလို့ယရဏပစ္စည်းတွေလည်းတစ်ခုတည်းတစ်ခုပိုတမိုးကြီးလာအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှလည်းတမိုးကြီးတယ်ကြီးလာဒါဖြင့်မေတ္တာဘာဝနာပွားတဲ့ကုသိုလ်တဲ့မြတ်တာရှိသေးလားဆိုရှိတယ်ဘာလို့ဆိုရင်အနိစ္စတင်ညာမမြဲဘူးလို့ရှုမှတ်ပွားများတဲ့ဝိပဿနာလို့ဆိုလို့အဲ့တော့ဝိပဿနာတရားဟာလုံးလို့ရတဲ့ကုသိုလ်တွေမှာကြောက်စိမ့်လို့တက်တဲ့ခါကြားတဲ့ခါမျိုးမရှိဘူးအမြဲတမ်းအထိတ်မှာပဲရှိတယ်ဒီလိုမှတ်နော်အဲ့တော့ဆိုလိုတာကတော့ဝိပဿနာတရားပွားနည်းနည်းသိပြီးတော့ဝိပဿနာသိရအောင်ဆင်ခြင်တတ်ဖို့ဆင်ခြင်လို့ရှိရင်ဝိပဿနာကုသိုလ်ကိုမှအပြည့်အဝကြီးမဖြစ်တော့နည်းငယ်တော့ဖြစ်တာအဲ့ဒါလို့ဖြစ်အောင်လုပ်နိုင်ပြီဆိုရင်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရကျိုးလည်းနတ်တယ်လူဖြစ်ရကျိုးလည်းနတ်တယ်လို့ဒီလိုပြောကုန်ပြီလေကုသိုလ်ထဲမှာတန်းကုန်သွားပြီလို့ပြောလုပ်လို့ရတဲ့ကုသိုလ်ဟာဝိပဿနာကုသိုလ်ဟာအမြဲဆုံးပဲမဲ့ကုသိုလ်ဆိုတာလုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူးမျက်မှောက်ပြုရမယ့်ကုသိုလ်သာဖြစ်တယ်အဲလုပ်လို့ရတဲ့ကုသိုလ်ဝိပဿနာကုသိုလ်လုပ်ဖူးတယ်ဆိုရင်မရတာတော့ဒါတော့ကိုယ့်ရဲ့ပါရမီအနေထားအတိညာရဲ့စွမ်းဆောင်နိုင်မှုအနေထားပေါ်မှာမူတည်တယ်မရသေးလို့လည်းစိတ်ပူစရာမရှိဘူးသို့တော့ကိုဟာဝိပဿနာတရားလုပ်ဖူးတယ်ဆိုရင်တမောကမြင့်မာတော့ပေါ့နော်ကုသိုလ်တွေထဲမှာအကောင်းဆုံးကုသိုလ်ကလုပ်နေရပြီစိတ်ထဲမှာဝမ်းသာချီးနှူးစရာဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာလည်းအနည်းဆုံးတရားကိုပြောပါဆိုလို့ရှိရင်မြတ်စွာဘုရားတရားတော်တွေဟာအကြောင်းနဲ့အကျိုးကိုဟောတဲ့အခြေခံကြတဲ့တရားတွေဟာသစ္စာတရားဟာနည်းနည်းတယ်ထိုသစ္စာတရားဟာအလုံးဘုရားဘာသာဝင်သူတော်စင်တွေဇာဘူးနာဝရှိတဲ့အတိုင်းဒုက္ခ
သစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာတန်တရားထဲမှာလဲနေတာအကြောင်းနဲ့အကျိုးဒုက္ခနဲ့သမုဒယတန်တရားထဲမှာဘုန်းကြီးတို့တွေရထားတာဘာရတော့ဒုက္ခရအဲ့ဒီဒုက္ခဘာကြောင့်ရလဲသမုဒယဆိုတဏှာကြောင့်ရဒါတန်တရားထဲမှာအကြောင်းနဲ့အကျိုးအချင်းမေးပြောတာဒုက္ခချုပ်ငြိမ်းသွားတဲ့အဆင့်ကနိဗ္ဗာန်ဒုက္ခချုပ်ငြိမ်းကြောင်းကိုရတဲ့အကျင့်တရားကမေဃသစ္စာအဲ့တော့ဘဝမှာဒုက္ခတွေဖြစ်နေတာဘာကြောင့်ဖြစ်လဲတဏှာကြောင့်ဖြစ်တယ်ဒါဖြင့်အဲ့ဒီတဏှာကိုဖယ်ရှားနိုင်တဲ့နိလန်းနဲ့တဏှာကိုဖယ်ရှားလိုက်လို့ဒုက္ခချုပ်ငြိမ်းသွားပြီဆိုရင်အဲ့ဒီဒုက္ခချုပ်ငြိမ်းသွားခြင်းဟာဘုရားဝတ္တဝိသူတော်စင်တို့ညွန်မှန်းကြတဲ့နိဗ္ဗာန်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နိဝတ္တိသစ္စာတဏှာကထွက်တဲ့အခါနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ရဲ့ထိုနိရောဓသစ္စာကိုဆက်ရောက်စေနိုင်တဲ့အကျင့်တရားလို့ဆိုတဲ့မေဃသစ္စာအဲ့ဒါကနိဝတ္တိသစ္စာလို့ပဝတ္တိသစ္စာကနှစ်ခုနိဝတ္တိသစ္စာကနှစ်ခုအကျဉ်းချုပ်ပြောရမယ်ဒုဘာကြောင့်ဒုရတာဘာရတာတော့ဆိုဒုက္ခကိုရတယ်ဘသူကြောင့်ဒုက္ခရတာတော့ဆိုရင်တဏှာလောဘကြောင့်ဒုက္ခရကဲအဲ့ဒီနေရာမှာတခြားဘာသာဝင်တွေကရောဒီလိုအဖြစ်ထုတ်သလားတခြားဘာသာဝင်တွေကလူဖြစ်တယ်လောကမှာလူဘဝရတာဘသူကြောင့်ရတာတော့ဆိုဘုရားသခင်ဖန်ဆင်းလို့ရတယ်ဟောအကြောင်းချင်းမတူဘူးလေဘုရားသခင်ဖန်ဆင်းလို့သူဖြစ်တယ်ဘုရားသခင်ဖန်ဆင်းလို့လောကကြီးဖြစ်ပေါ်လာတယ်ဘုရားဘာသာကဘုရားသခင်ဖန်ဆင်းလို့ဆိုတာမဟုတ်သမုဒိယလို့ခေါ်တယ်ဒုက္ခဖြစ်ကြောင်းသမုဒိယလို့ဆိုရင်ကိုယ့်ရင်ထဲမှာဖြစ်တဲ့တွေ့တာမှုဆိုတဲ့တဏှာဟာဒုက္ခရခြင်းအကြောင်းပဲဘုရားသခင်လို့ပြောလိုက်တာအပြင်ဘက်ကဟာကိုပြောတာဖြစ်တယ်ကိုယ့်ရင်ထဲကဟာပြောတာမဟုတ်ဘုရားဘာသာကျတော့ကိုယ့်ရင်ထဲကအကြောင်းပဲရှာတယ်အပြင်ကအကြောင်းကိုရှာနော်ကိုယ့်ရင်ထဲမှာတွေ့တာမှုတွေရှိနေကိုယ်ရမှာဒုက္ခအဲ့ဒီဒုက္ခတွေငြိမ်းသွားတဲ့အဆင့်ကိုនិရောဓလို့ခေါ်တယ်အဲ့ဒီនិရောဓဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားဟာအကြောင်းတရားဖြစ်တဲ့တဏှာကိုဖယ်ရှားနိုင်တဲ့မေဃ၈ပါးအချင်းတရားဆိုတာအမှန်သမ္မာဒိဋ္ဌိအမှန်မြင်ခြင်းသမ္မာသင်္ကပ္ပမှန်ကန်စွာတွေ့တော်နိုင်ခြင်းသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်စွာပြောဆိုခြင်းမှန်ကန်စွာပြုလုပ်ခြင်းနဲ့မှန်ကန်တဲ့အသက်မွေးမှုသမ္မာဝေယမမှန်ကန်စွာကြိုးပမ်းအထောက်ခြင်းသမ္မာတတိမှန်ကန်စွာအမှတ်ရခြင်းနဲ့သမ္မာသမာဓိမှန်ကန်စွာစိတ်တည်ငြိမ်ခြင်းလို့ဆိုတဲ့ဒီအမှန်ရှိချက်ဟာသမုဒိယကိုဖယ်ရှားပြီးတော့និရောဓကိုနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အကျင့်တရားလို့ပြောလိုက်မယ်ဆိုရင်သစ္စာ၄ပါးဟာအကြောင်းနဲ့အကျိုးတဏှာဘက်ကအကြောင်းနဲ့အကျိုးတဏှာကထွက်ကြောင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့နိဗ္ဗာန်နိဝတ္တိသစ္စာအဲ့ဒီသစ္စာနှစ်ခုထဲမှာဒုက္ခသစ္စာနဲ့သမုဒယသစ္စာဟာဒုဋ္ဌတတ္တဂမ္ဗိရတ္တလို့ဆိုတာကိုယ်နဲ့ဘလောက်ပဲဆက်ဆက်နေမြင်မို့အလွန်ခက်တယ်မြင်မို့ခက်လို့နဲ့တယ်လို့ပြောမမြင်နိုင်ဘူးပေါ့တာမန်မျက်စိနဲ့တာမန်အနေထားနဲ့မသိတယ်ဒုက္ခလို့မသိကြဘူးဒီဒုက္ခဘာကြောင့်ရတယ်ဆိုတာလည်းမသိကြဘူးလောကကြီးမှာတကယ်ကိုပညာရှိကြီးတွေလို့ပြောတဲ့ပုဂ္ဂိုလ်တွေတောင်မှဒီအသိကိုမသိကြဘူးလို့ဆိုလို့အဲ့ဒါကြောင့်မို့မြင်မှုခက်တယ်မြင်မှုခက်သည့်အတွက်ကြောင့်နည်းနည်းတယ်လို့သူဆိုတယ်နောက်နိဗ္ဗာန်နဲ့និရောဓသစ္စာနဲ့မေဃသစ္စာတဏှာကထွက်မြောက်ကြောင်းနဲ့တဏှာကထွက်မြောက်ခြင်းဆိုတဲ့ဒီနှစ်ခုကြတော့ဂမ္ဗီရတ္တဒုဋ္ဌတ
နဲ့လို့မမြင်နိုင်ဘူးလို့ပြောမတူကြဘူးနဲ့လို့မမြင်နိုင်တာတမန်အဖြစ်တိတမြင်တယ်လွယ်တာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာနဲ့နေတယ်နိဗ္ဗာန်ရဲ့အကြောင်းတရားကနဲ့နေတယ်နဲ့နေသည့်အတွက်ကြောင့်မမြင်နိုင်တာခံပိရတ္တံဒုဒ္ဒတာကြောင်းချင်းမတူကြဒါကြောင့်သစ္စာ၄ပါးဟာအမှန်တမ်းနဲ့နေတယ်လို့ဒီလိုဟောအဲ့ဒီအကျိုးနဲ့အကြောင်းမသိဘဲနဲ့သောတာပန်ဆိုမဖြစ်ဘူးသက္ကရာဂံဆိုတာမဖြစ်ဘူးအနာဂယဟန္တာဆိုတာမဖြစ်ဘူးအရိယသူတော်စင်ဘဝရောက်ဖို့ရဒီသစ္စာ၄ပါးကိုသိရမှာဖြစ်တယ်ဟုတ်ပြီသစ္စာ၄ပါးဒုက္ခနဲ့သမုဒယဆိုတဲ့ဒီသစ္စာ၂ပါးကိုအကျေပြောမယ်ဆိုရင်ဘယ်လိုပြောမလို့ဆိုပဋိစ္စသမုပ္ပါအနုလောမနဲ့ပြောရမှာဖြစ်တယ်နော်အကြောင်းနဲ့အကျိုးတွေပြောသွားတာပဲအကြောင်းနဲ့အကျိုးပဋိစ္စသမုပ္ပါနဲ့ပြောတာအဲ့ဒီအကြောင်းနဲ့အကျိုးကိုဒုက္ခသစ္စာနဲ့သမုဒယသစ္စာကိုချဲ့လိုက်တဲ့အခါမှာဒီတော့ကစကားနှလုံးနဲ့ပြောတာဒုက္ခရဲ့သမုဒယရဲ့ဟိုကြတော့ဒုက္ခကိုအမျိုးစုံပြောတယ်သမုဒယကလည်းအမျိုးစုံပြောတယ်ပဋိစ္စသမုပ္ပါကြတော့စကလုံး12မျိုးကိုတရား12မျိုးကိုအသုံးပြုပြီးတော့ဒုက္ခကိုသရုပ်ဖော်တယ်ဒုက္ခကိုသရုပ်ဖော်တာအကြောင်းတရားတွေကြီးပြောမယ်ဆိုရင်17မျိုးအကျိုးတရားတွေကြီးပြောမယ်ဆိုရင်17မျိုးအလုံးပဋိစ္စသမုပ္ပါဒုက္ခနဲ့သမုဒယကိုချဲ့လိုက်တဲ့အခါမှာ12မျိုးဖြစ်သွားတယ်လို့ဆိုလို့အဲ့တော့ဒုက္ခသမုဒယသစ္စာ2မျိုးကိုပဋိစ္စသမုပ္ပါအနုလောမကချဲ့ပြလိုက်တယ်နောက်တစ်ခါនិရောဓသစ္စာနဲ့မေဃသစ္စာကိုပฏิလောမပဋိစ္စသမုပ္ပါနဲ့ချဲ့ပြီးတော့ပြလိုက်တယ်အဲ့တော့သစ္စာ၄ပါးကိုအကျေပြောခြင်းရင်ဘာနဲ့ပြောရမလဲပဋိစ္စသမုပ္ပါနဲ့ပြောရမယ်ဒီလိုဆိုလို့ပေါ့နော်ကိုဘာကြောင့်ဖြစ်တယ်ဆိုတာသိဖို့လိုအပ်တယ်သိဖို့လိုအပ်တယ်အဲ့ဒါကြောင့်မို့အကျဉ်းဆုံးကသစ္စာ၄ပါးထပ်ချဲလိုက်တဲ့အခါပဋိစ္စသမုပ္ပါတခါပဋိစ္စသမုပ္ပါကိုထပ်ချဲမယ်ဆိုတဲ့အခါကျဘာဖြစ်တယ်ဆိုပဋ္ဌာန်းကျမ်းဖြစ်သွား24ပစ္စည်းပဋ္ဌာန်း24ပစ္စည်းအဲ့တော့အကြောင်းနဲ့အကျိုးကိုရှင်းပြတဲ့မြတ်စွာဘုရားရဲ့တရားဒေသနာဒီကနေ့ခေတ်တော့ပဋ္ဌာန်းကရွတ်ဖို့လောက်ပဲဖြစ်နေတယ်နော်ရွတ်ဖို့လောက်ပဲဖြစ်နေအဲ့တော့မြတ်စွာဘုရားကဟောကြားလို့ရင်အကြောင်းနဲ့အကျိုးနှစ်ခုပြောတယ်အဲ့ဒီမှာအနုလောမပဋိစ္စသမုပ္ပါမှာအလုံးသိတဲ့အတိုင်းအဝိဇ္ဇာပိစ္ဆယသင်္ခါရပိစ္ဆယဝိညာဏနဲ့ဆိုပြီးအကြောင်းနဲ့အကျိုးတွေပြောသွားကြတာအကြောင်းက17မျိုးအကျိုးက17မျိုးအကြောင်း17မျိုးဆိုတာအဝိဇ္ဇာကစပြီးရေးကြည့်လိုက်အဝိဇ္ဇာသင်္ခါရဝိညာဏနာမရူပသလယရဏဖတ်တဝေဒနာသိညာဖတ်တဝေဒနာတဏှာဥပါဒံကမ္မဘဝဇာတိလို့17မျိုးအကြောင်းတရားအကျိုးကလည်း17မျိုးပဲအကျိုးကြပဲအစအရေးတော့ဆိုလို့ရှိရင်သင်္ခါရဝိညာဏနာမရူပသလယရဏဖတ်တဝေဒနာတဏှာဥပါဒံဘဝစရဇာတိစရမရဏလို့ပြောတာနော်အဲ့ဒီမဲ့အလုံးကအကြောင်းက17မျိုးအကျိုးက17မျိုးအကြောင်း17မျိုးကြောင့်အကျိုး17မျိုးဖြစ်တယ်လို့ဆိုတာဘာကူမြတ်စွာဘုရားကရှင်းလို့ရင်လို့ဆိုဒီကောင်းလေးမှာဧဝမေတ္တကေဝလတ္တဒုက္ခခဏတ္တនិရောဓဟောတိဖြစ်နေသမျှတွေဟာဒုက္ခတွေဖြစ်နေဒုက္ခတွေပဲဒုက္ခအစုအဲ့ဒီဒုက္ခအစုဟာအခုပြောတဲ့အဝိဇ္ဇာစတဲ့အကြောင်းတရားတွေကြောင့်ဖြစ်နေတာလို့ဘုရားသခင်ဖန်ဆင်းလို့ဆိုတာမဟုတ်ဘူးအကြောင်းပဲဖြစ်လာတယ်ဆိုတာလည်းမဟုတ်ဘူးအတိတ်ကလှုပ်ခဲ့လို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးအကြောင်းမဲ့သက်သက်ဖြစ်ချင်လို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးလို့ဆိုတဲ့အသိဉာဏ်ကိုပေးတာပရိစ္ဆသမုပ္ပါပဲနော်
ပြိဿသမုပ္ပါအဲ့တော့တရားနာတဲ့အခါမှာဇလန်းလေးကြီးလည်းမနာနဲ့အောင်ခန္ဓာကိုယ်ထဲမှာအသိဉာဏ်ရောက်အောင်ကိုယ်တဏ္ဍမှာဘာတွေဖြစ်နေတယ်ဆိုတာရှင်းရှင်းလေးသိရအောင်ပရိစ္ဆေသမုပ္ပါဒေသနာကဘာကူပြောတာလဲဆိုရင်ဒုက္ခနဲ့သမုဒယကိုချက်ပြောတယ်လို့သူမှတ်နော်ဒါဖြင့်တို့တွေလောကကြီးမှာဘာတွေရတာတော့ဆိုဒုက္ခပဲရတယ်ဘယ်သူကြောင့်ရတာတော့ဆိုသမုဒယကြောင့်ဒါဖြင့်အဲ့ဒီဒုက္ခတွေကဘာတွေတော့သမုဒယကဘာတွေတော့ဆိုရင်ဟောပရိစ္ဆေသမုပ္ပါနဲ့ပြောလို့ရတယ်ကဲအဲ့ဒါလေးကိုရှင်းရှင်းလေးနားလည်အောင်အရက်သုံးစကားလေးနဲ့ပြောကြအောင်ပရိစ္ဆေသမုပ္ပါဆိုတာတန်တရားကိုရှင်းပြတာဖြစ်တယ်တန်တရားကိုရှင်းပြတာဟာဘဝတစ်ခုကိုဘယ်သူတွေကဖန်တီးနေလဲဘာတွေကဖန်တီးတော့ဆိုရင်ကိလေသာနဲ့ကံကဖန်တီးတယ်ကိလေသာနဲ့ကံဒီပေါင်းစပ်ပြီးတော့အကျိုးတရားကိုထုတ်လို့တယ်ဥပမာတရက်ပင်ကိုဘယ်သူဖန်တီးတာလဲတရက်စိတ်ကဖန်တီးတယ်နော်လက်တွေ့ချိလိုက်တရက်စိတ်ကနေဖြစ်တယ်ဒါဖြင့်တရက်စိတ်ကဘယ်သူနဲ့ပူးပေါင်းပြီးတော့တရက်ပင်ဖြစ်အောင်လုပ်တော့ဆိုမြေနဲ့ရေနဲ့ပေါင်းပြီးလုပ်တယ်တရက်စိတ်ကြီးလည်းမဖြစ်ဘူးမြေရေကြီးလည်းမဖြစ်ဘူးဟုတ်လားအဲ့တော့တရက်စိတ်လေးရဲ့မြေရဲ့ရေရဲ့ပေါင်းလိုက်တဲ့အခါကျတော့တရက်ပင်ကြီးပေါင်းအဲ့ဒါလိုပဲဘုန်းကြီးတို့တွေဘဝဆိုတာဘယ်သူကထုတ်လုပ်တာလဲဆိုကံနဲ့ကိလေသာကိလေသာနဲ့ကံနှစ်ခုပေါင်းပြီးတော့ထုတ်လုပ်ကြထုတ်လုပ်လိုက်လို့ဘဝရောက်တယ်ဘုရားသခင်ဖန်ဆင်းတာလည်းမဟုတ်ဘူးနော်သူဖြစ်ခြင်းလို့ဖြစ်တာလည်းမဟုတ်ဘူးအကြောင်းပဲဖြစ်တာမဟုတ်ဘူးဘုရားဘာကြောင့်ဖြစ်တာတော့ဆိုခုပြောတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တယ်မှန်ကန်တဲ့အကြောင်းတရားတွေကိုသိရှိနားလည်ခြင်းဟာအတ္တမအရေးပါတယ်အကြောင်းမှာဆိုပါစို့ဘုန်းကြီးတို့တွေမှာလူတရားကယောဂရတယ်ဆိုပါစို့ယောဂဖြစ်တယ်ယောဂတော့တွေ့ပြီဒီယောဂဘာကြောင့်ဖြစ်တယ်လဲအကြောင်းကိုရှာအကြောင်းတွေ့ပြီဆိုမှအကြောင်းကိုတတ်လိုက်တဲ့အခါယောဂပြောက်သွားအကြောင်းမတွေ့ဘဲနဲ့ဆေးတိုက်လို့မရဘူးလေအဲ့ဒီအကြောင်းကိုညှိရတယ်အကြောင်းကိုညှိမှအကျိုးဆိုတဲ့ဟာပြောက်ထို့တူပဲဘုန်းကြီးတို့တွေလူဘဝရလာကြတယ်ရလာတဲ့လူဘဝဟာဥကျင်နာခြင်းသိခြင်းဆွေးဆင်းဒုက္ခတွေနဲ့ကြုံနေလို့ဒုက္ခကိုရလာတာဖြစ်တယ်ကျင့်တဲ့ဆရာမကောင်းတဲ့ရတာဖြစ်တယ်ဘာကြောင့်ရတာတော့လို့အကြောင်းတရားရှာလိုက်တဲ့အခါမှာသမုဒိယကြောင့်ရတယ်အဲ့ဒီသမုဒိယကိုပဲကျင့်ချက်လိုက်တော့ကံနဲ့ကိလေသာကြောင့်ရတယ်လို့သူပြောနော်ကံကိလေသာသည်အကြောင်းတရားကံကိလေသာကိုတပည့်တော့မတွေးပါဘူးလို့ပြောနေ့စဉ်ဘဝမှာကြည့်လိုက်ဒုချင်းတရားတွေးလိုက်ရင်လောဘဖြစ်တယ်မုန်းတိတရားတွေးရင်ဒေါသဖြစ်တယ်နော်အမှန်မသိရင်မောဟဖြစ်တယ်လူချင်းမနာလိုတဲ့စိတ်တွေဖြစ်တယ်ဟောမကောင်းတဲ့စိတ်ဓာတ်တွေတစ်ဖက်သားကိုဒုက္ခပေးခြင်းနဲ့စိတ်ဓာတ်တွေတစ်ဖက်သားကိုဆင်းရဲဒုက္ခရောက်အောင်လုပ်ချင်တဲ့စိတ်ဓာတ်တွေမနာလိုတဲ့စိတ်တွေဝန်တူတဲ့စိတ်တွေအဲ့ဒါတွေကကိလေသာတွေပဲအဲ့ဒီမနာလိုတဲ့စိတ်နဲ့တစ်ခုလုံးလိုက်လို့ရှိရင်ကံဖြစ်သွားတယ်ကံဖြစ်တော့အောင်တွန်းထုတ်ပြီးပါဇက်ကထုတ်ပြောလိုက်တာဆိုရင်ဝစီကံဖြစ်သွားစိတ်ထဲကစိတ်ကူးတဲ့မနောကပါဇက်ကထုတ်ပြောလိုက်လို့ရှိရင်ကာယကဝစီကံဖြစ်တယ်ကိုယ်တမောဟတွေကြောင့်တောအားပေးပြီးတော့ဖြစ်လိုက်တာတွေကကံတရားလို့ဒီလိုဆိုလို့တယ်နော်အဲ့တော့ကိုယ့်ရင်ထဲမှာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှဒီမျက်စိကမြင်လိုက်တဲ့အဆင်းအာရုံနဲ့ပတ်သက်ရဖြစ်စေနားနဲ့ကြားရတဲ့အတန်ပေါ်မှာပဲဖြစ်စေစိတ်ဝင်စားမှုဆိုတာဖြစ်လာ
မျက်စိနဲ့မြင်ရတဲ့အရာကိုနှစ်သက်တဲ့ကိုကြိုက်တဲ့အရာဆိုစိတ်ဝင်စားပြီးတွေ့တာမှုတွေဖြစ်လာမကောင်းတဲ့အရာဆိုရင်မုန်းတိမှုတွေဖြစ်လာအဲ့ဒီတွေ့တာချင်းမုန်းတိချင်းဆိုတဲ့အရာတွေကကိလေသာတွေ့တာမှုမုန်းတိမှုစိတ်ထဲဖြစ်ုံမြတ်မကပါးစပ်ကထုတ်ပြောလာတယ်မုန်းရင်မုန်းနေဆိုပြောလာပြန်တွေ့တာရင်တွေ့တာလဲဆိုတော့ပြောလာဝစီကံတွေဖြစ်လာအဲ့ဒီကနေတစုံတစ်ခုကြိုးစားကိုတိလက်ရောက်လုပ်လိုက်ပြီဆိုရင်ကာယကံဖြစ်အဲ့တော့ကိလေသာနဲ့ကံနဲ့ကဒီလိုပေါင်းစပ်ပြီးလာကြကိလေသာနဲ့ကံနဲ့ပေါင်းစပ်အဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်လိုက်တဲ့အခါအကျိုးတရားဆိုရလဒ်တစ်ခုပေါ်လာပြန်ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒါကိုစာပေလူပြောတော့ကံနဲ့ကိလေသာကကိလေသာဝကံကကမ္မဝသူတို့နှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်လိုက်တာကဝိပက္ခဝဆိုဟောဝသုံးပါလို့ပြောတယ်နော်ဝသုံးပါဆိုလိုတာကအကြောင်းတရားကိုနှစ်ခုအကျိုးတရားကိုတစ်ခုပြောလိုက်တယ်ရှင်းရှင်းလေးအရာစကားနဲ့ပြောရမယ်ဆိုရင်ဘယ်လိုပြောပစ္စည်းတစ်ခုလိုချင်တယ်လိုချင်တာကကိလေသာလိုချင်လို့ရအောင်လုပ်တာကကံတရားရလာတာကဝိပါကအကျိုးတရားဟုတ်မဟုတ်ကိုယ်အောင်စဉ်းစားကြည့်နော်မလိုချင်လို့မုန်းတိတယ်ဆိုတာမလိုချင်ဘူးဆန့်ကျင်တယ်အမြင်ကတ်တယ်ကိလေသာနော်အမြင်ကတ်လို့အမြင်ကတ်တဲ့အတွေးတွေတွေးနေတယ်ကံအကျိုးတရားအနေနဲ့ဖြစ်ပေါ်လာတယ်မုန်းတိစိတ်တွေဖြစ်ပေါ်လာတယ်ဝိပါကမကောင်းတဲ့ကံကြတယ်အဲ့လိုတော့ပြန်တော့ကိလေသာရဲ့ကံရဲ့ဝိပါကဆိုတဲ့အကျိုးရဲ့ဒါဝတ်သုံးပါအဲ့လိုအကြောင်းကနေအကျိုးကိုဖြစ်တဲ့ဆိုတဲ့ဟာဒါကိုလက်ပတ်ပြီးတော့ဖြစ်နေတတ်သောကြောင့်ဝတ်သုံးပါဝတ်တရားဝတ်လို့ခေါ်တယ်ဝတ်ဆိုတာအဲ့ဒါကိုပြောတာနော်အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ဆိုတာအဲ့လိုပဲကိလေသာနဲ့ကံကဘဝကိုထုတ်လုပ်တယ်ဆိုတာကိုအတိတ်ဘဝမှာအဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံအဝိဇ္ဇာဆိုတဲ့ကိလေသာနဲ့သင်္ခါရဆိုတဲ့ကံနှစ်ခုကပေါင်းစပ်ပြီးထုတ်လိုက်တဲ့အခါဝိညာဏဆိုတဲ့ပရိသေစိတ်လေးပေါ်လာဘဝမှာအစမိဘရဲ့ဝမ်းထဲမှာလူဆိုတော့မိခင်ရဲ့ဝမ်းထဲမှာပရိသေစိတ်လေးပေါ်လာအဲ့ဒီပရိသေစိတ်လေးနဲ့တွဲဖက်လာတဲ့နန္တရားတွေရှုပ်တရားတွေကြတော့ဝိညာဏပစ္စယနာမရူပံလို့ခေါ်တယ်နာမရူပပစ္စယသလယရဏဘုန်းကြီးတို့တွေမှာမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ကာယပါလာတယ်စိတ်ဆိုတဲ့မနာတွေဘဝစိတ်ဆိုတဲ့မနာတွေပါလာမျက်စိနာနာလျှာကာယမနာဆိုတာအာရဏ6ပါးဆိုလိုတာကကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တဲ့ဟာတွေကဖြစ်လာလူဘဝမှာဖြစ်လာအဲ့ဒါကိုအရာစကားနဲ့ပြောကြည့်အောင်ကံနဲ့ကိလေသာဟာခုဘဝကကံနဲ့ကိလေသာမဟုတ်ပဲနဲ့အတိတ်ကကံနဲ့ကိလေသာပရိစ္ဆေသမုပ္ပါဒ်ကိုအဝိဇ္ဇာနဲ့သင်္ခါရကအတိတ်အကြောင်းဝိညာဉ်နာယုသလယရဏဖတ်တဝေဒနာပစ္စုပန်အကျိုးတရားဒီဘဝတဏှာဥပါဒံကမ္မဘဝတဏှာဥပါဒံဘဝဒါကပစ္စုပန်အကြောင်းတရားနောက်ဖြစ်ပေါ်လာမဲ့ဇာတိနော်အနာခအကျိုးတရားလို့တန်တရားလဲပတ်သွားတယ်အတိတ်တုန်းကဘာလုပ်ခဲ့လို့အခုဖြစ်တယ်အခုပစ္စုပန်မှာဘာလုပ်လို့နောက်ဘာဖြစ်မယ်ဆိုတာဒီသုံးဘဝကိုဆက်ဆက်ပြီးတော့ပရိစ္ဆေသမုပ္ပါဒ်ဒေသနာဟောပြောလာမှာဖြစ်နော်ပရိစ္ဆေသမုပ္ပါဒ်ဒေသနာဟောပြောအဲ့ဒီမှာကံနဲ့ကိလေသာလို့ဆိုတဲ့နေရာမှာကိလေသာကိုအတိတ်ဘဝကိုတော့အဝိဇ္ဇာကိုကဥဆောင်လိုက်တယ်အဝိဇ္ဇာဥဆောင်လိုက်တယ်နောက်ပစ္စုပန်အကြောင်းတရားတွေကြတော့တဏှာကိုဥဆောင်တာအဝိဇ္ဇာဥဆောင်တဲ့ဟာကိုအဝိဇ္ဇာပစ္စယသင်္ခါရတွေမှာဟောတယ်
နောက်ပစ္စုပန်အကြောင်းတရားကြတော့တဏှာပစ္စယဥပါရဏပစ္စယဘောဆိုပြီးတဏှာကိုဥဆောင်ထားလိုက်အဝိဇ္ဇာကကိလေသာသင်္ခါရကကံနောက်ပိုင်းရောက်တဲ့အခါကျတော့ပစ္စုပန်ဘဝမှာတဏှာရဲ့ဥပါဒယကကိလေသာကမ္မဘဝဆိုတာကံဟောကံနဲ့ကိလေသာဒီတစ်ခုကိုအကြောင်းတရားဖြစ်ဒီလိုဟောတာကဲအဲ့ဒါကိုခွန်ကြီးတို့တွေဘာကြောင့်လူဖြစ်တာကြဘာကြောင့်လူဘဝရောက်လာဆိုတာကိုပြိဿသဘောပတ်နဲ့ကြည့်ပြောကြည့်အတိတ်ဘဝတုန်းကသစ္စာတရားဆိုတာမသိခဲ့ဘူးဘာကြောင့်ဖြစ်တယ်ဆိုတာသစ္စာတရားကိုမသိခဲ့ဘူးမျက်စိမမြင်တဲ့လူတယောက်ဟာလမ်းပေါ်မှာခလုတ်ကသင်းလေးရှိတယ်ဆိုတာလမ်းကိုမမြင်ဘူးဒါပေမဲ့လမ်းလျှောက်တယ်လမ်းပေါ်လျှောက်တယ်အဲ့ဒါလိုပဲတန်တရားထဲမှာအမှန်တရားဆိုတာမသိဘူးမသိတာကအဝိဇ္ဇာမသိတဲ့အခါကျတော့ကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်မကောင်းတာကျတော့အကောင်းထင်လုံးမိတယ်နော်ကောင်းတာကျတော့ဒီကိုယ်ဘဝမှာပိုကောင်းလိမ့်မယ်ထင်ပြီးတော့လုပ်ပြန်အကောင်းလည်းလုံးမိတာပဲမကောင်းတာလည်းလုံးမိတယ်ကဲအတိတ်ဘဝတုန်းကမျက်စိမမြင်တဲ့ပုဂ္ဂိုလ်တယောက်ဒီလမ်းလျှောက်ခဲ့တယ်လို့ပဲအမှန်တရားကိုမသိဘူးမသိသည့်အတွက်ကြောင့်လုံးမိလို့ရလုံးတယ်အမှန်တရားကိုမသိတာကအဝိဇ္ဇာလုံးမိလို့ရလုံးတယ်ဆိုတာသင်္ခါရဒါတိတ်ဘဝမှာအဲ့လိုလုံးလိုက်တော့ကိုယ်ရင်ထဲမှာဘာတွေဖြစ်တုံးဆိုကိလေသာနဲ့ကံဖြစ်လာအဲ့ဒီကိလေသာနဲ့ကံဖြစ်လာတဲ့အခါဘာတွေရလာတာတော့ကြည့်ဘုန်းကြီးတို့တွေတိတ်ဘဝတုန်းကအဲ့လိုလုပ်ပြီးခုလူဖြစ်လို့မွေးလာတဲ့ဆိုတာလူဘဝမှာဘာတွေရှိတုံးလို့တွေ့ကြည့်လိုက်ရှင်ထဲမှာအသိစိတ်မရှိဘူးလားအဲ့ဒါကိုဝိညာဏလို့ခေါ်တယ်နော်ဝိညာဉ်နဲ့ပြောတာတွေကတချို့ဟာစိတ်ကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့ပရလောကကဝိညာဉ်မမြင်ရတာတွေကိုရည်ညွှန်းပြီးဝိညာဉ်ပြောနေကြတာနော်မိခင်ရဲ့ဝမ်းနဲ့မှာပထမဆုံးဖြစ်တဲ့အသိစိတ်ကလေးအခုလည်းပဲအသိစိတ်တွေရှိနေကြတယ်လူတွေအဲ့ဒီအသိစိတ်လေးနဲ့တူတကွာရှင်တွဲဖြစ်တာနော်အသိစိတ်လေးကပထမဆုံးပေါ်လာတာမဟုတ်ဝိညာဏကိုရလာတာနံပါတ်1ဝိညာဏရတဲ့အခါကျတော့ထိုဝိညာဏနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဖတ်တာဝေဒနာသင်ညာသင်္ခါရဆိုတဲ့စေတသိက်တွေပါလာလောဘတွေပါလာတယ်ဒေါသတွေပါလာတယ်ပေါ့ဒီလိုပေါ့နောက်ပိုင်းမှာပါလာတယ်ရှေ့ပိုင်းမှာတော့ဒီဖတ်တာဝေဒနာစားတဲ့စေတသိက်တွေပေါ်လာတယ်ဒါကနာမပရိသေစိတ်လေးနဲ့တွဲဖက်ပြီးတော့ကံကြောင့်ဖြစ်တဲ့ရုပ်တွေပေါ်လာတယ်ရူပနာမရူပဆိုကိုရတာတဖြည်းဖြည်းဒီလိုရလာဝိညာဉ်ရလိုက်တယ်နာနဲ့ရုပ်ရလိုက်တယ်ပြီးတဲ့အခါကျတော့ရုပ်ထဲမှာတို့နာနဲ့မှာတို့ဘာတွေပါလာတော့ဆိုမျက်စိနာနာလျာကာယမနဆိုတာပါလာဗျာအဲ့ဒါကိုအာယတနာ6ပါးသလယတနာလို့ခေါ်တယ်အဲ့ဒီ6ပါးပေါ်လာတဲ့အခါကျတော့လူဆိုတာမျက်စိရှိတော့အဆင်းအာယုံနဲ့ဆက်သွယ်သွားနားရှိတော့အသံအာယုံနှာခေါင်းရှိတော့အနံ့အာယုံလျှာရှိတော့အရသာအာယုံကိုယ်ကာယရှိတော့အထိတွေ့အာယုံဟောအဲ့ဒါနဲ့ဆက်သွယ်စိတ်ရှိသည့်အတွက်ကြောင့်ကြံတွေးသည့်အာယုံနဲ့ဆက်သွယ်သွားအာယုံနဲ့စိတ်နဲ့ဆက်သွယ်တာကိုဖတ်တာလို့ခေါ်တယ်ဖတ်တာကြောင့်အာယုံနဲ့စိတ်ဆက်သွယ်သွားတယ်ဆက်သွယ်သွားတဲ့အခါကျတော့ဘာဖြစ်တယ်စိတ်ရဲ့ခံစားမှုတွေပေါ်လာတယ်ဝေဒနာကြည့်လေမျက်စိအမြင်ပြီးတော့ကိုကြိုက်တာလေးမြင်နေစိတ်ချမ်းသာလိုက်တာလို့မပြောဘူးလားကိုမကြိုက်တာတွေးပြန်တော့လေဟုတ်လားစိတ်မကောင်းဖြစ်လိုက်တာလို့ပြောပြန်စိတ်ထဲမှာဒီဝမ်းသာခြင်းဝမ်းနည်းခြင်းဆိုတာဖြစ်လာအဲ့ဒါတွေကစိတ်ရဲ့ခံစားချက်လို့ခေါ်တယ်ကဲလူဆိုတာကြည့်လိုက်ဒီတဲ့ဘာပို့လို့လဲကျန်တာတွေကနောက်မှရှားယူထားတာလေအမေမွေးတော့ကလူရဲ့ခန္ဓာကိုယ်မှာဒါပဲမဟုတ်လားစိတ်ရဲ့နော်
ရှုပ်ဒီနန္ဒီရဲ့အာရဏ6ပါးရဲ့အာရဏ6ပါးကြောင့်အာယုန်နဲ့ဆက်သွယ်မှုတွေဖတ်တာဆိုတာတွေတွေ့တယ်စိတ်ခံစားမှုဆိုတာတွေရလာအဲ့ဒါကိုလူဘဝလို့ခေါ်တာပဲလူဘဝတရားကိုအချင်းချုပ်ပြီးတော့ဟောလိုက်တဲ့အခါပရိစ္ဆေသမုပ္ပါဒ်မှာလူဘဝဆိုတာဘာလဲဝိညာဉ်နာယုတ်သလယရဏဖတ်တာဝေဒနာဒါလူဘဝဒါဖြင့်ဒီရင်ယတလားစိတ်ခံစားမှုဖြစ်လာတဲ့အခါကျတော့ဒီပစ္စုပန်ဘဝမှာဘာတွေလာပြန်တော့ဆိုစိတ်ခံစားမှုကကျဉ်းစရာကောင်းတယ်ကျဉ်းစရာမကောင်းဘူးဆိုတာလာတယ်ဒုက္ခလာမယ်ဒုက္ခလာမယ်ဒုက္ခလာတဲ့အခါကျတော့တဏှာဖြစ်လာပြန်ရောလူချင်းပြန်တယ်နောက်တစ်ခါဒုက္ခဖြစ်လာပြန်တော့လည်းပဲကောင်းတာကိုလူချင်းပြန်တယ်ပေါ့ဒီလိုပေါ့တဏှာပစ္စယဒီဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာပစ္စယဒေါသောဆိုတာမျိုးဖြစ်လို့ရတယ်ပေါ့အကုသိုလ်တွေပြန်ဖြစ်လာပြန်မို့ပြောတာနော်စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့လောဘဖြစ်လာတယ်နောက်တစ်ခါဒေါသဖြစ်လာတယ်တကယ်ကတော့တဏှာကပုတ်ပြီးတော့လွှမ်းမိုးတာဖြစ်တော့ကြောင့်ဒုက္ခဝေဒနာနဲ့တွေ့ရင်လည်းပဲတဏှာဖြစ်တယ်ဒုက္ခဝေဒနာနဲ့တွေ့တာကြတော့ဘလို့တဏှာဖြစ်တော့ဆိုအဲ့ဒီဒုက္ခကိုယုံမုန်းတယ်ဒုက္ခကိုလိုချင်တယ်ဆိုတဲ့တဏှာဖြစ်ပြန်နော်ဒုက္ခိဒုက္ခံပက္ခယတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကိုလိုချင်တာဒုက္ခိဘယောပိအစ္စတိချမ်းသာတဲ့လူကပိုချမ်းသာချင်တယ်အဲ့တော့ဝေဒနာပစ္စယတဏှာဆိုတာထပ်ပိုးပြီးတော့ဖြစ်လာပြန်ကိလေသာတွေဖြစ်လာပြန်တဏှာဖြစ်တဲ့အခါကျတော့တွေ့တာမှုဆိုတဲ့ဆွလန်းမှုဆိုတဲ့ဥပါဒံရောက်လာဥပါဒံရောက်လာတဲ့အခါဆွလန်းတွေ့တာမှုကိုဥတည်ချက်ထားပြီးတော့အလုပ်တွေလုပ်လာပြန်တယ်ပြောလာပြန်တယ်အလုပ်ကိုယ်ဒီလျောက်လုပ်လာပြန်တယ်ကံတရားတွေဖြစ်လာပြန်တယ်အဲ့ဒါကမ္မဘဝကမ္မဘဝကြောင့်ရလာမှာတော့ဥပပတ္တိဘဝဆိုတဲ့ခန္ဓာပဲဖြစ်တယ်ဟောပစ္စုပန်မှာဝိညာဏယုတ္တလရဏဖတ်တာဝေဒနာဆိုတာအတိတ်ကကြောင့်ဖြစ်လာတဲ့လူဘဝအဲ့ဒါတွေရဲ့ဆက်သွယ်မှုကြောင့်ထပ်ပိုးပြီးတော့တိုးတက်လာတာတွေကတဏှာဥပါဒံကမ္မဘဝဒါတွေထပ်တိုးလာနော်အိုများလာပြီးတဲ့အခါကျကမ္မဘဝပြီးတော့ဘာဖြစ်တယ်ဆိုကမ္မဘဝပစ္စယဇာတိဆိုနောက်ဘဝတစ်ခါပြန်မွေးပြန်တယ်နော်ဒီဘဝမွေးတာကဝိညာဉ်ဒီဝိညာဉ်မွေးပြီးဝိညာဉ်နဲ့စပြီးတော့ဝိညာဏသလရဏဖတ်တာဝေဒနာအကြောင်းတရားတွေကတဏှာဥပါဒံကမ္မဘဝဆိုပြီးတော့ပစ္စုပန်မှာအကျိုးတရား5ပါးအကြောင်းတရား3ပါးဒီမှာထားအဲ့ဒီမှာအဝိဇ္ဇာနဲ့သင်္ခါရပေါင်းထည့်လိုက်ရင်အကြောင်းတရားလည်း5ပါးအလုံး5ပါးစီတွက်လို့ရတယ်ပေါ့နောက်အနာဂတ်အကျိုးကြတော့ဇာတိဆိုပြန်ပြီးမွေးဖွားခြင်းဆိုတာရတယ်အဲ့တော့တန်တရားမှာကံနဲ့ကိလေသာတွေပေါင်းစပ်ပြီးတော့ဘဝတစ်ခုဆိုဒီလိုရအဲ့လိုရပြီးတော့ဘဝမှာတန်တရားထဲမှာမဆုံးနိုင်တဲ့တန်တရားခကြီးကိုမွေးလိုက်တဏှာဥပါဒံကမ္မဘဝတွေပေါ်လိုက်နောက်ထပ်ပြန်မွေးလိုက်တဏှာဥပါဒံကမ္မဘဝတွေပေါ်လိုက်တယ်အမှန်မသိတဲ့မြတ်ကလပ်ပါလုံးဘဝတန်တရားကြီးကရဆိုင်လို့မရအောင်ဒုက္ခတွေဟာဆက်တဲ့ဖြစ်နေတယ်ဆိုတော့ပရိစ္ဆေသမုပ္ပါဒ်က3ဘဝနဲ့ရှင်းပြအဲ့3ဘဝနဲ့ရှင်းပြတဲ့ဒီပရိစ္ဆေသမုပ္ပါဒ်ထဲမှာပါတဲ့တရားတွေကိုဝိပဿနာရှုရင်ဘယ်လိုရှုမလဲကြည့်ဝိပဿနာတရားကိုဘယ်လိုရှုမလဲဆိုပစ္စုပန်ဘဝမှာဘုန်းကြီးတို့တွေဘာတွေဖြစ်လဲအလုံးစဉ်းစားကြည့်လိုက်ရင်ပေါ်ပါတယ်မျက်စိရှိတယ်မဟုတ်လားမျက်စိရှိတော့မြင်စရာအာယုံမြင်ရတယ်မျက်စိကတစ်ခုမြင်စရာအာယုံကတစ်ခုနှစ်ခုနော်မျက်စိကိုဝတ္ထုလို့ခေါ်တယ်မိယာစိတ်ရဲ့မိယာဖြစ်လို့မျက်စိကိုဝတ္ထုမျက်စိမှာပေါ်လာတဲ့အာယုံကိုအစင်းအာယုံလို့ခေါ်တယ်မျက်စိနဲ့အစင်းနှစ်ခုဆုံပြီးလိုက်တဲ့အခါမှာမြင်တယ်လို့ဆိုတဲ့စိတ်ပေါ်လာတယ်မြင်သိစိတ်ပေါ်လာတယ်
မြင်သိစိတ်ပေါ်လာအဲ့လိုမြင်သိစိတ်ပေါ်လာတယ်နှစ်ခုဆုံမိခြင်းဟာဒီကမြင်သိစိတ်ပေါ်လာခြင်းကြောင့်မြင်သိစိတ်ကနေပြီးတော့အလုံးသုံးခုပေါင်းမိသွားတယ်မျက်စိရဲ့အစင်အာယုံရဲ့မြင်သိစိတ်ရဲ့သုံးအဲ့သုံးခုဆုံသွားတဲ့အခါမှာတေနံသင်္ကတိဖတ်တော်ဆိုပြီးတော့ဖတ်တာဝင်လာဖတ်တာဝင်လာတဲ့အခါမှာဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ခံစားမှုဆိုပေါ်လာတယ်ဖတ်တာပစ္စယဝေဒနာနောက်တစ်ခါဝေဒနာဖြစ်လာတဲ့အခါကျဒီနေရာမှာကမ္မထာမရှုနိုင်ဘူးဆိုရင်ဘာဖြစ်လာတော့ဆိုဝေဒနာပစ္စယတဏှာတဏှာပစ္စယဥပါရဏဥပါရဏပစ္စယဘောဆိုဖြစ်သွားပြီအဲ့ဒီနေရာလေးမှာဝိပဿနာရှုရမယ်လို့သူပြောတယ်နော်အဲ့တော့ဝိပဿနာရှုတယ်ဆိုတာတခြားဟာကိုရှာရှုနေရတာမဟုတ်ဘူးဒီထဲမှာကြည့်ကိုယ်မှာမျက်စိဆိုတဲ့အစင်းဒီနာယုတ်ထဲမှာယုတ်အနေနဲ့ပါတယ်ဒီမျက်စိဆိုတဲ့စက္ခုဝတ္ထုရဲ့မျက်စိရဲ့မြင်လာတဲ့အစင်းရဲ့ဒီနှစ်ခုကယုတ်နှစ်ခုအဲ့ဒီယုတ်နှစ်ခုကိုပေါင်းစပ်ပြီးတော့ဆုံပြီးတဲ့အခါမှာမြင်သိစိတ်ဆိုတဲ့စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားကမ္မထာရှုဘယ်လိုနှလုံးသွင်းရမလဲမျက်စိဆိုတဲ့စက္ခုပတာရယုတ်လေးဟာမမြဲဘူးအဲ့ဒီမမြဲတဲ့စက္ခုပတာရယုတ်လေးနဲ့ထင်ဟပ်လာတဲ့အစင်းအာယုံဆိုတာလည်းမမြဲဘူးမမြဲတဲ့စက္ခုပတာရရဲ့အစင်းအာယုံရဲ့ထိုနှစ်ခုကိုပေါင်းစုံမှုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ကလေးကလည်းမမြဲဘူးဟောတာဝိပဿနာရှုတဲ့နည်းပဲနော်ဝိပဿနာရှုလိုက်တယ်အဲ့လိုဝိပဿနာရှုလိုက်တဲ့အခါမှာဘာတွေးလာတော့ဆိုသုံးခုဆုံခြင်းကြောင့်ဖြစ်လာတော့ဖတ်တာအဲ့ဒီဖတ်တာဟာလည်းမမြဲဘူးဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာအဲ့ဒီဝေဒနာဟာလည်းမမြဲဘူးလို့ဝိပဿနာရှုရမှာဖြစ်တယ်အဲ့လိုရှုတဲ့အခါမှာမနိုင်လေးတဲ့အခါကျတော့ဘာဖြစ်လာတတိလွတ်သွားပြီဆိုလိုက်တဲ့အခါမှာမြင်တဲ့အစင်းပေါ်မှာလူကလှတယ်မလှဘူးဆိုတဲ့အတွေးတွေဝင်လာတတိလွတ်သွားရင်လှတယ်မလှဘူးဆိုတဲ့အတွေးဝင်လာတာနဲ့ဘာဖြစ်တော့ဆိုရင်နော်အစင်းအာယုန်နဲ့ပတ်သက်လာပြီးတော့စိတ်ခံစားမှုကจิตနှံ့မှုတွေဖြစ်လာတဲ့အခါအစင်းအာယုန်ပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာဖြစ်လာတဏှာဖြစ်လာပြီးတဲ့နောက်မှာဆွဲလန်းမှုဆိုတာဖြစ်လာတယ်ဆွဲလန်းမှုဆိုတာပေါ်လာပြီးတဲ့နောက်ရလို့မှုနဲ့ကြိုးပမ်းအထောက်မှုဆိုတဲ့ကမ္မဘဝတွေဖြစ်လာအဲ့ဒီတရားတွေကိုဖြစ်လာပြီဆိုရင်အလုံးကိုဝိပဿနာအမြင်နဲ့ကြည့်နိုင်ရမယ်အဲ့ဒါလို့ကြည့်လိုက်လို့ရှိရင်နော်ဝိပဿနာအမြင်နဲ့ရှုမယ်ဆိုလို့ရှိရင်ရှစ်ဆက်ပြီးတော့တိုးပွားပြီးတော့မသွားတော့အမြင်နဲ့ပတ်သက်ပြီးဒီလိုရှုသလိုပဲအတန်နဲ့ပတ်သက်လာတဲ့အခါလဲနာရဲ့အတန်ရဲ့ဆုံးလိုက်တဲ့အခါမှာဇာတိစိတ်ဆိုတာပေါ်လာတယ်နာဆိုတဲ့ပတာရသောတာပတာရလည်းမမြဲဘူးအတန်ဆိုတာလည်းမမြဲဘူးမမြဲတာကိုနှစ်ခုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ဇာတိစိတ်ဆိုတာလည်းမမြဲဘူးအဲ့ဒီသုံးခုစုံလို့ဖြစ်လာတဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းမမြဲဘူးဆက်သွယ်မှုကိုအကြောင်းပြုပြီးတော့စိတ်ခံစားမှုဆိုတာလေးတွေကလည်းမမြဲဘူးလို့ဒီလိုပြိဿသမုပ္ပါဒ်ထဲမှာဝိပဿနာရှုပြီးတော့ရှုမြင်သွားနိုင်ပြီဆိုလို့ရှိရင်ခုနဘာကိုတားလို့ရတော့ဆိုတဏှာမဖြစ်အောင်တားလို့ရတယ်ဥပါဒံမဖြစ်အောင်တားလို့ရတဏှာချုပ်သွားမယ်ဆိုရင်ဥပါဒံမလာတော့ဥပါဒံချုပ်သွားလို့ရှိရင်ကာမဘဝဆိုတာမလာတော့ကာမဘဝချုပ်သွားလို့ရှိရင်နောက်ဘဝဇာတိဆိုတာမလာယန္နာဖြစ်တယ်ဆိုတာကာမဘဝတို့တဏှာတို့ဥပါဒံတို့ကာမဘဝတို့ဝိဇ္ဇာတို့သင်္ခါရတို့ဒါတွေချုပ်သွားလို့နောက်ထပ်ဇာတိဆိုတာမလာတော့တာဒါယန္နာဖြစ်တယ်လို့ခေါ်နော်အကြောင်းတရားတွေရှိနေသေးရင်စက်တိုက်လာနေမှာအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ကိုတရားအနေနဲ့ရှုမယ်ဆိုရင်အကယ်၍ဒီဘဝမှာဒီတချို့အယူဆတွေမှာပရိစ္ဆေသမုပ္ပါဒ်ဟာတဘဝတည်းပဲတ
ဘဝရဲ့အတွက်ဟောတဲ့တရားလို့ဆိုရင်တကယ်ကတော့တဘဝရဲ့အတွက်ဟောတာမဟုတ်ဘူးအဝိဇ္ဇာဖြစ်လာလို့ရှိရင်သင်္ခါရဖြစ်တယ်ဆိုတာအတိတ်ဘဝအခုဘဝလည်းအဝိဇ္ဇာတွေဖြစ်တာပဲသို့တော့အဝိဇ္ဇာဖြစ်ရင်သင်္ခါရဆိုတဲ့ကံတရားတွေလည်းဖြစ်တယ်သို့တော့အဲ့ဒီအဝိဇ္ဇာဖြစ်ခြင်းကြောင့်သင်္ခါရကနေပြီးသင်္ခါရပိစ္ဆယဝိညာဏဆိုတာတော့လာလို့မရသေးဘူးကြိုတင်ပြီးတော့ရထားတဲ့ဘဝတစ်ခုဆိုပါစို့အဲ့လိုတဘဝတည်းသာပြောမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လူတယောက်ဟာသမထကျင့်စဉ်ကိုကျင့်လိုက်တယ်သမထကျင့်စဉ်ကျင့်လိုက်လို့ဇံရသွားပြီဆိုဇံကုသိုလ်ကနေချက်ချင်းအကျိုးပေးလာဘယ်ပေးမှာနော်ဇံရလိုက်တာနဲ့သူဟာလူဘဝကမဟုတ်တော့ဘဲနဲ့ပြမဘဝပြောင်းသွားလို့ရမလားမရဘူးလူဘဝသေးသည်ဘဝတစ်ခုအဆုံးသတ်သွားပြီးတဲ့နောက်မှသာသူကအကျိုးပေးလို့ရဒါကြောင့်မို့ဒီအဝိဇ္ဇာနဲ့သင်္ခါရဘလို့ပဲကောင်းတဲ့ကုသကံတွေလုံးလို့လူဘဝဟာလူစင်စိတ်ကလည်းနတ်ဖြစ်သွားမှာမဟုတ်ဘူးလူစင်စိတ်ကလည်းပြမဖြစ်သွားမှာမဟုတ်ဘူးဒါကြောင့်မို့အဝိဇ္ဇာနဲ့သင်္ခါရဆိုတာအတိတ်ဘဝနဲ့ပဲသက်ဆိုင်တယ်ဝိညာဉ်နာယုသလရဏတို့ကပစ္စုပန်ဘဝနဲ့ပဲသက်ဆိုင်တယ်တဏှာဥပါဒံကမ္မဘဝလို့ဆိုတာလည်းပစ္စုပန်ဘဝနဲ့ပဲသက်ဆိုင်တယ်လို့သုံးဘဝတန်မြာကိုရှင်းပြတဲ့ဒီတရားဒေသနာဖြစ်လို့အကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့ဝိပဿနာတရားကိုရှုမှတ်ပွားများမယ်ဆိုလို့ရှိရင်အဝိဇ္ဇာကိုဝိဇ္ဇာမှန်သိတယ်တဏှာကိုတဏှာမှန်သိတယ်ကိုယ်ရင်ထဲမှာဖြစ်တာဩငါမှတွေ့တာစိတ်တွေဖြစ်နေပါလားငါမှစိတ်ထဲမှာဆွဲလန်းနေပါလားဆိုတာတွေကိုသိလာပြီဆိုလို့ရှိရင်အဲ့ဒီသိတဲ့ဝိပဿနာဉာဏ်ကတွေ့တာမှုကလည်းမမြဲဘူးဆွဲလန်းမှုကလည်းမမြဲဘူးလို့ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်လိုက်လို့ရှိရင်ရှေ့တိုးမလာတော့ဘဲနဲ့ရော့ကျသွားတာပဲဖြစ်တယ်ပေါ့အဲ့လိုရော့ကျသွားအောင်ဝိပဿနာတရားနဲ့ကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ကံနဲ့ကိလေသာတွေကိုဟန်တာရမှာပဲဖြစ်တယ်အဲ့လိုဟန်တာနိုင်လို့ရှိရင်အဆိုးတရားတွေဟာရင်ထဲမှာပွားများမလာတော့ဘဲနဲ့ရော့တဲ့ရော့လာပြီးနောက်ဆုံးမှာဒီအကြောင်းတရားတွေချုပ်သွားလို့ရှိရင်အကျိုးတရားတွေချုပ်ငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ဆိုတာနဲ့နိစ္စပြီးတော့လာတာပဲဖြစ်တယ်အကယ်၍ဒီအကြောင်းတရားတွေကတိုးတဲ့တိုးလာမယ်ဆိုရင်နိဗ္ဗာန်နဲ့တော့ဝေးနေဥမှာပဲအဝိဇ္ဇာတွေကလည်းတိုးတယ်သင်္ခါရတွေကလည်းတိုးတယ်တဏှာတွေဥပါဒဏ်တွေကမ္မဘဝတွေကလည်းတိုးနေတယ်ဆိုရင်နိဗ္ဗာန်နဲ့ဝေးမှာပဲအဲ့ဒီအဝိဇ္ဇာတဏှာဥပါဒဏ်သင်္ခါရဘဝဆိုတဲ့ကံနဲ့ကိလေသာတွေရောပါသွားလို့ရှိရင်ဒီဘဝကိုဖန်တီးတတ်တဲ့အကြောင်းတရားတွေချုပ်သွားလို့ရှိရင်ဘဝကလည်းပဲငြိမ့်သွားတယ်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတဲ့အတိုင်းပဲအကျိုးချုပ်အောင်ဘယ်လိုလုပ်အောင်အကြောင်းချုပ်အောင်ဘာနဲ့လုပ်အောင်မလို့ဆိုဝိပဿနာတရားကိုပွားများအထောက်အောင်ဝိပဿနာတရားပွားများအထောက်ခြင်းဖြင့်အမှန်သိလာတဲ့အခါမှာသမ္မာဒိဋ္ဌိဆိုတာဖြစ်လာတယ်အမှန်တွေးတဲ့သမ္မာသင်္ကပ္ပဆိုတာဖြစ်လာတယ်မှန်ကန်တဲ့ကြိုးစားမှုဆိုတဲ့သမ္မာဝါယာမဖြစ်တယ်မှန်ကန်စွာသိမှတ်ခြင်းဆိုတဲ့သမ္မာတတိမှန်ကန်စွာစိတ်တည်ငြိမ်ခြင်းဆိုတဲ့သမ္မာသမာဓိလို့ဆိုတဲ့ဒီမှန်ကန်မှုသီလကိုအခြေခံပြီးတော့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလကိုအခြေခံပြီးတော့ဝိပဿနာအလုပ်ကိုအထုတ်တဲ့ဒီမဂ်ခင်တရားတွေနဲ့ပေါင်းစပ်မိသွားလို့ရှိရင်ကံနဲ့ကိလေသာတွေဟာချုပ်ငြိမ်းသွားရောအဝိဇ္ဇာဆိုတဲ့ကိလေသာတဏှာဆိုတဲ့ကိလေသာဥပါဒံဆိုတဲ့ကိလေသာအဲ့ဒီကိလေသာတွေချုပ်ငြိမ်းသွားရင်သင်္ခါရဘဝဆိုတဲ့ကံတရားတွေဟာအလုံးမဖြစ်တော့လို့ရှိရင်ဘဝတစ်ခုကိုမထုတ်လုပ်နိုင်တော့ကိလေသာကုန်လို့ရှိရင်ကံကုန်တယ်ကိလေသာချုပ်ရင်ကံချုပ်တယ်ကိလေသာကိုဘာနဲ့ချုပ်အောင်လုပ်မလဲဆိုဝိပဿနာရှုရင်းကနေရလာတဲ့မဲ့နဲ့ကိလေသာကိုချုပ်သွားမှာဖြစ်တယ်အဲ့ဒါပရိစ္ဆသမုပ္ပါဒ်ကိုဝိပဿနာအနေနဲ့ရှုမှတ်ပွားများခြင်းလို့အချင်းချုပ်အားဖြင့်ဒီလိုမှတ်သားနားလည်ကြမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာဘဝတန်တရားကို
ရှင်းရှင်းပြတ်ပြတ်နားလည်အောင်လုပ်ပြီးကိုယ့်ဘဝကိုတန်မြတ်ဝကလွတ်ချင်တယ်ဆိုရင်ဒီလမ်းမှတပါတခြားလျှောက်เสียမရှိဘူးနိဗ္ဗာန်သွားခြင်းနဲ့ဆိုရင်ထိုင်ဆူတောင်းနေလို့တော့မရဘူးဒီလမ်းကြောင်းကရှောက်မှသာလေနိဗ္ဗာန်ဆိုတာရောက်တယ်ဒီကနေပြီးတော့မန္တလေးတောင်သွားခြင်းနဲ့ဆိုရင်အိမ်ပေါ်ကနေထိုင်ပြီးမန္တလေးတောင်ကိုသွားခြင်းလိုက်တာလို့ဆိုရင်ရောက်ပါမလားအေးမန္တလေးတောင်ရောက်တဲ့လမ်းကြောင်းပေါ်မှာရှောက်ဖို့လိုတယ်အဲ့ဒါလိုပဲနိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်နိဗ္ဗာန်သွားတဲ့လမ်းကိုရှောက်လန်းကြရမှာဖြစ်တယ်ဝိပဿနာအကျင့်ကိုကျင့်ခြင်းဟာနိဗ္ဗာန်ရဲ့အကြောင်းတရားကိုရှောက်လန်းနေခြင်းဖြစ်လို့မိမိတို့ဘဝမှာတဘဝတဲ့တဘဝပို့ပြီးတော့နိဗ္ဗာန်နဲ့နီးလံမှာဖြစ်တယ်ဆိုတာကိုကိုယ်စီသဘောကျပြီးဝိပဿနာတရားအထောက်ချင်းဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာေယံကွာချမ်းသာကြပါစေတတ္တဝါများစွာေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံမေတ္တာကြပါစေမေတ္တာရေချမ်းသုံးငါဖြံကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဘာကုသိုလ်လဲလို့သူစုံတယောက်ကမေးလာလို့ရှိရင်ဖြေထုတ်ရမှာတော့ဝိပဿနာကုသိုလ်အကောင်းဆုံးပဲလုံနိုင်တာမလုံနိုင်တာအသာထားအကောင်းဆုံးဆိုတာတော့သိရပါမယ်လူတွေဝှစင်နေကြတဲ့ယရဏပစ္စည်းတွေထဲမှာဘယ်ယရဏဟာတန်ဖိုးရှိဆုံးလဲဆိုတာလူတွေသိကြဝှစင်နိုင်တာမဝှစင်နိုင်တာအသာထားဘယ်ယရဏဟာတန်ဖိုးကြီးမားဆုံးဆိုတာတော့သိချတာပဲမဟုတ်လားအဲ့တော့မျိုးလို့ပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာအကောင်းဆုံးကုသိုလ်အလုပ်ဟာဒါနကုသိုလ်လားသီလကုသိုလ်လားသမထကုသိုလ်လားလို့မေးလို့ရှိရင်မဟုတ်ဘူးဝိပဿနာကုသိုလ်ဟာအကောင်းဆုံးလို့အကောင်းဆုံးလို့ပြောတဲ့ဖြင့်တန်ကျန်တဲ့အလုပ်တွေမလုပ်အောင်မဟုတ်လုပ်မှာလေလောကလူတွေဟာကောင်းတဲ့ကောင်းတာရှားနေကြတဲ့အခါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတာရှားရမှာနော်စီးပွားလုပ်ပြီးဆိုတဲ့အခါလည်းအကျိုးအမြတ်များတဲ့များတာလိုက်ပြီးရှားကြအဲ့ဒါလိုပဲဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါဒါနကုသိုလ်လေးနဲ့တင်ကျင့်တတ်မနေနဲ့အောင်သီလကုသိုလ်လေးနဲ့လည်းကျင့်တတ်မနေနဲ့အောင်ကျင့်တတ်မနေနဲ့ဆိုတာဒါနသီလပြည့်စုံပြီးတဲ့နောက်ဆက်လုပ်အောင်လို့ဆိုလိုတာနော်ဒါနကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးသီလကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးကိုယ်မှာဒါနကုသိုလ်တွေရပြီသီလကုသိုလ်တွေရပြီသမထကုသိုလ်တွေရပြီဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်မရသေးဘူးလို့ပြောမှာကုသိုလ်တော့ရပြီအကောင်းဆုံးကုသိုလ်မရသေးဘူးအကောင်းဆုံးကုသိုလ်ကဘာလဲဆိုဝိပဿနာကုသိုလ်ဝေလမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအဆင့်ဆင့်ဘယ်ကုသိုလ်တဲ့ဘယ်ကုသိုလ်ကကောင်းတယ်ဆိုတာကိုဟောသွားတယ်ထင်မယ်